လူတယောက်ဟာဘလောက်အထိကိုယ်လေးချိန်များလာရင်လမ်းမလျှောက်နိုင်တော့ပဲဖြစ်သွားမလဲကိုယ်လေးချိန်185ပေါင်ပတ်ဝန်းကျင်မှာတော့လမ်းလျှောက်ရတာဟာအရန်ကိုလွယ်ကူနေသေးပါပဲတင်းရဲ့အယိုးစစ်တွေဟာကျန်းမာနေတယ်လို့ကြွက်သားတွေကလည်းခန္ဓာကိုယ်ဝင်ကိုကောင်းကောင်းထိန်းထားနိုင်ပြီးလမ်းလျှောက်တဲ့ဟန်ချက်ကလည်းတဘာဝအတိုင်းဖြစ်နေမှာပါဒါပေမဲ့330ပေါင်လောက်ရောက်လာတဲ့အခါမှာတော့လှုပ်ရှားရတာဟာစတင်ပြီးဝင်ပြီးလာပါပြီခြေလမ်းတိုင်းဟာတင့်ခန္ဓာကိုယ်အလေးချိန်ထက်အစပေါင်းများစွာသောဝင်ကိုဒူးစစ်တွေပေါ်မှာတက်ရောက်စေပါတယ်ဒါကြောင့်လဲမသွားအောင်ခြေလမ်းကိုကြဲလမ်းပြီးအားစိုက်လျှောက်ရတာကြောင့်လမ်းလျှောက်ရတာဟာထိရောက်မှုမရှိတော့ပါဘူးကိုယ်လေးချိန်660ပေါင်အထိရှိလာပြီဆိုရင်တော့တင်ဟာအနည်းအဆုံးလေးကိုရောက်ရှိသွားပါပြီတင်ရဲ့အယိုးနဲ့အစစ်တွေဟာပြင်းထန်တဲ့ဖိအားအောက်ကိုရောက်သွားသလိုမတ်တက်ရဲ့နေုံနဲ့တင်နှလုံးနဲ့အဆုပ်ကိုတိတိတတ်တာဝင်ပြီးစေပါတယ်ဒါကြောင့်လမ်းလျှောက်ဖို့ဆိုတာဟာခက်ခဲရုံနဲ့မကပဲအသက်အန္တရာယ်ပါစိုးရိမ်ရတဲ့အထိဖြစ်လာနိုင်ပါတယ်နောက်ဆုံးမယုံနိုင်စရာကောင်းတဲ့ကိုယ်လေးချိန်433ပေါင်ကိုရောက်သွားတဲ့အခါမှာတော့တင့်ကြွက်သားတွေဟာကမ္ဘာဆွဲအားကိုလုံးဝမတွန်းလှန်နိုင်တော့ပါဘူးတင့်ရဲ့အယိုးတွေအစစ်တွေနဲ့အကြောတွေဟာဒီလောက်ကြီးမားတဲ့ခန္ဓာကိုယ်ဝင်ကိုမထိန်းထားနိုင်တော့တာကြောင့်လမ်းလျှောက်ဖို့ဆိုတာဟာရုပ်ပိုင်းဆိုင်ရာအရာလုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေပဲဖြစ်ပါတယ်